အလိုဘတ်ခေရှုခရနာမနမင်္ဂလာပါဆိုမရှိဦးစွာနှုတ်ဆက်လိုပါတယ်လို့ဒီနေ့မှလည်းတိဖာပြန်လာပြီးမှကွာပေးချင်ပါတယ်ရွေးချယ်ထားတဲ့ပမာဏကြံပါကြတော့ဒေတနာချာ20ကနေပြီးမှ20အထိဖြစ်တယ်အလုံးစုံတို့ဒီတစ်ခုတည်းတော့အရက်တို့ရောက်တတ်ကြ၏အလုံးစုံတို့ဒီမိမို့တက်ကဖြစ်နေတဲ့အညီမိမို့ထဲတို့ပြန်သွားတက်ကြ၏တို့ရာတွင်အထဲတို့တက်တော့လူသားရဲ့ဝိညာဉ်ကိုလည်းကောင်းအောက်အရက်မီတို့စင်းတက်တော်တရိစာရဲ့ဝိညာဉ်ကိုလည်းကောင်းအဘေတူပန်းချရဲ့တိနာတင်နေအေးနိမာတင်လိုပြီးတော့လူတေဒီအသက်ရှင်တဲ့တော့လူရှင်ထက်တာရွက်မင်္ဂလာရှိ၏ဟောငါဆို၏နောက်ဒီနေရာမှာကြည့်တဲ့အခါမှာကျွန်တော်တို့ဘဝတက်တာမှာလောကနေထွက်တော့ပြီဆိုရင်နော်လောကနေထွက်တော့ပြီဆိုရင်ကျွန်တော်ကဒီခန္ဓာနော်ဒီယုကလနဲ့ဝိညာဉ်ကခွဲမှဖြစ်တယ်ဝိညာဉ်မို့ကဘုရားတခင်ဖန်ဆင်းထားတဲ့နော်ဖန်ဆင်းရှိကောင်းကင်ဘုံမှာဖန်ဆင်းရှိတဲ့နေရာမှာပြန်မှဖြစ်တယ်ဒါပေမဲ့ဒီခန္ဓာကိုယ်ဟာလေမိမို့နဲ့လာတော့ကြောင်းလေမိမို့မှာပြန်မှဖြစ်တယ်တော့ချစ်တော်မိတ်ဆွေကျွန်တော်တို့ကျွန်တော်လောကမှာနေလာခါမှာအသက်ရှင်နေချေရှိတယ်တည်တဲ့ချေရှိတယ်မိတ်ဆွေတချို့ကအရာဘဝတက်တာမှလေရစရာမရှိအောင်အသက်ရှင်တယ်အရက်တေစာတွေတောင်းစားမကောင်းတဲ့မွေးစီဝါတွေတုံးဆွဲပြီးမှအသက်ရှင်နေလို့ရှိတယ်ပပဆဆနဲ့တေးပြီးရောဆိုတဲ့တက်တာမျိုးနဲ့ဒါပေမဲ့ဖျားတဲ့ခင်တို့ကတော့လည်းမဟုတ်တော့တေးပြီးတော့ရင်ယုတ်ကလာဟာမိမို့ထဲမှာပြန်ရမယ်ဝိညာဉ်ကဖျားတဲ့ခင်ယုံကြည်လားမယုံကြည်ဘူးလားဒါပေမဲ့တခင်ဖျားတဲ့ခင်ကိုမယုံကြည်ဘူးဆိုတော့ဝိညာဉ်ကနောက်တမလို့ခီးစီမှာအပင်ငရေကိုထာဝရအပင်ငရေကိုတို့ကနော်ခံရမှာဖြစ်တယ်နော်အပင်ငရေကိုခံရမှာဖြစ်တယ်ဘာဖြစ်လဲဆိုတော့ခမလောကမှာနေတဲ့ခမပပဆဆနေနဲ့စားတယ်တောက်တယ်အဲ့တဲ့အချင်းဖြုံးနေကြတယ်အသက်ရှင်တဲ့ဖရာကေတေရှိဖရာအပင်ငရေကနေပြီးမှတစ်ဖက်တမိတာနဲ့ရွေးလို့ကေတေလာဖရာကိုကျွန်တော်တို့ရှာမတွေ့ဘဲနဲ့လောကမှာဖြစ်ချင်တာဖြစ်နော်ကိုယ့်ကိုရှာစားတာပဲကိုရှာမကိုစားရတာဆိုတော့အတက်တာမျိုးမမနာနဲ့တက်ရှင်ပြီးမှဖရာမဲ့ဝါရတချို့ကြတော့နော်ဖရာအတုကကိုယ်ကွယ်မိတာရှိတယ်အဲ့ကျွန်တော်မိတ်ဆွေကျွန်တော်တမန်တော်ဘဝမှာနောက်တမန်တော်ဘဝမှာစစ်ချမှုရှိအောင်ကျွန်တော်တခင်ယေရှုကိုပဲယုံကြည်မှာဖြစ်တယ်အပင်ငရေကနေပြီးမှကေတေတဲ့ဖရာကယေရှုဖရာတပါးပဲရှိတာဖြစ်တယ်မိတ်ဆွေကျန်တဲ့ဖရာအများရှိတာဖရာအတုတွေအဲ့ဒီဖရာအတုတွေကဘာပြောတယ်ဆိုတဲ့အခါမှာအပင်ငရေကနေလွတ်မြောက်ဖို့ကောင်းရာရောက်ဖို့တော့ကိုယ့်ကိုစူးစမ်းရမယ်ဒါပေမဲ့လူတွေကမစူးစမ်းနိုင်ဘူးနော်ကုတူတပည့်ငရေကတခွဲလို့ရှိနေဖြစ်တယ်အဲ့ဆိုတော့ကုတူကိုယ့်ရဲ့ကုတူကမှုအချစ်တွေလားကြည့်ချင်အပြီးကောင်းတာလုပ်ပြီးမှကောင်းတဲ့ရောက်တဲ့နေရာတယောက်မှရှိမှာမဟုတ်ကျဆန္ဒပြောမှတာဖြစ်တယ်ကျဆန္ဒမှာပြောဆိုတဲ့အခါမှာမင်းကြီးပုံမှာနဲ့